လာပါဒီနေ့လူကြီးတို့ Freetown Beach ကိုရောက်နေတာပေါ့နော် Freetown Beach မှာဝင်ကြီးသူက15ဘတ်တယောက်ကို15ဘတ်ပေးရတယ်ပေါ့နော်ဒါက beach ကိုသွားတဲ့အောက်ကိုဆင်းတဲ့လမ်းပါနည်းနည်းတော့လမ်းလျှောက်ရတယ်ဟိုအောက်ထိသွားဖို့လေဒီမှာကတော့သူများတွေ swing စေးတာပါ swing ဒီမှာ swing လာစီးပြီးတော့တက်ပုံလေးရိုက်လို့ရပါတယ်ဝင်ကြီးတော့15ဘတ်ပေးရပါတယ်အခုတွားပြီးတော့မှ beach ကိုရောက်မှာဖြစ်ပါတယ်နည်းနည်းတော့လမ်းလျှောက်ရတယ်ပေါ့နော်beach ကိုရောက်ပြီဖြစ်ပါတယ်ဒီတော့ beach ကိုလာတာ sunset ကြီးကိုလာခဲ့တာပေါ့နော်ရန်ကိုလာတဲ့ view လေးပါကျေးဇူးပါ bye bye